1945 ခုနှစ်ကတိုကျိုမြို့ကိုခေတ္တစိတ်ကူးယဉ်ကြည့်လိုက်ပါယနေ့ခေတ်တင်သိထားသည့်မိုးမျှော်တိုက်ကြီးများမီးရောင်စုံများနှင့်အချိန်တိကျလွန်သောရထားလိုင်းများရှိသည့်တိုကျိုမြို့မဟုတ်ခဲ့ပါဘူးဒုတိယကမ္ဘာစစ်တွင်ဂျပန်နိုင်ငံစစ်ရှုံးပြီးနောက်မိခိုးငွေများနှင့်အုပ်ကျိုးအုပ်ပဲ့ပြဖို့များသာကျန်ရှိတော့သည့်တိုကျိုမြို့ဖြစ်သည့်လူတန်းပေါင်းများစွာအိုးမဲ့အိမ်မဲ့အလုတ်လက်မဲ့ဖြစ်ခဲ့ရပြီးမြည်သူများမနှက်ဖြန်အတွက်အသက်ရှင်တန်ဖို့လမ်းစာမမြင်ခဲ့ကြပါအဆုံးကုန်ပျက်စီးနေသည့်ကြားထဲကပင်နီဟွန်ဘာရှိနမ်ဘာရှိအရက်ရှိပျက်စီးယိုယွင်းနေသောအဆောက်အုံတစ်ခုထဲတွင်အမျိုးသားနှစ်ဦးထိုင်၍စကားပြောနေခဲ့ကြပါလေပထမတစ်ဦးကတော့ဤပညာကိုအမြဲယူသွတ်နေတဲ့ပါရမီရှင်အင်ဂျင်နီယာမာဆာရူအီဘူကမေဆိုဝဲပြုကဖြစ်ပြီးဒုတိယတစ်ဦးကတော့မျိုးဆက်ဆက်လေးဆက်တိုင်စာကေးရဲ့လုပ်ငန်းဖြင့်ချမ်းသာကြွယ်ဝခဲ့သည့်တထေးကြီးမိသားစုမှတာကြီးကြွရတာအာကီအိုမိုရီတာအေကီယိုမိုရီတာဖြစ်သည်မိုရီတာဟာအမွေဆက်ခံရုံဖြင့်ဘီလီယံကြီးချမ်းသာမည့်စီးပွားရေးအင်ပါယာရှိတော်လဲသူဟာထိုအရာအလုံးကိုဆွန့်လွတ်ကာတငယ်ချင်းဖြစ်သူနှင့်အတူပျက်စီးနေသောအခန်းကျင်းလေးထဲ၌မိခိုးနှံခံကရုန်းကန်ရန်ရွေးချယ်ခဲ့သည်1946ခုနှစ်မေလ9ရက်နေ့တွင်ရင်းတို့နှစ်ဦးသည်အရင်နီရန်190သူများနှင့်ဝန်ထမ်း8ဦးတည်းဖြင့်တိုကျိုဆူရှင်ကိုကယိုထိုကယ်ချက်ရှင်အမည်ရှိကုမ္ပဏီကိုတည်ထောင်ခဲ့ကြသည်ရင်းတို့ပထမဆုံးတည်ထွင်လိုက်သည့်ထုတ်ကုန်မှာလျှက်စစ်ထမင်းအိုးဖြစ်သည်နားထောင်ရုံဖြင့်ခိရှိပြေးပြီးရောင်းကောင်းမိပုံပေါက်တော်လဲရလက်မှာထမင်းကလုံးဝမကျက်ခြင်းသို့မဟုတ်အိုးကတူပြီးစားရမရခြင်းဖြစ်ခဲ့ပါတယ်ဒုတိယမြောက်ထုတ်ကုန်ဖြစ်တဲ့လျှက်စစ်ဆောင်မှာလည်းအကြီးအကျယ်ရှုံးနိမ့်ခဲ့ရပြန်တယ်သို့တော့အီဘူကာအတွက်မူရှုံးနိမ့်မှုသည်လမ်းဆုံးမဟုတ်ခဲ့ပါသူဟာသတင်းပေါက်အပြင်ဘက်ရှိပျက်စီးနေသောမြို့ကြီးကိုငေးကြည့်ခဲ့ပြီးစစ်အစိုးရလက်ထက်ကသတင်းချက်လက်ထိန်းချုပ်ရန်အတွက်တနိုင်ငံလုံးရှိရေဒီယိုအင်တင်နာကျိုးများကိုဖျက်တောက်ခဲ့သဖြင့်အိမ်တိုင်းနီးပါးတွင်ပျက်စီးနေသောသို့မဟုတ်လှိုင်းဖမ်း၍မရသောရေဒီယိုများရှိနေခဲ့သည်အီဘူကာသည်ထိုရေဒီယိုဟောင်းများကိုပြုပြင်မွမ်းမံပေးသည့်အလုပ်ကိုစတင်ခဲ့ရာမှရင်းတို့၏နာမည်ကျော်ကြားမှုစတင်ပြန့်နှံ့လာပြီးရန်ပုံငွေများစီးဝင်လာခဲ့ပါသည်1950ပြည့်နှစ်တွင်ဤကုမ္ပဏီသေးလေးသည်ဂျပန်နိုင်ငံ၏ပထမဆုံးအတန်ဖန်းဆက် tape recorder ဖြစ်သည့် type ကိုထုတ်လုပ်ကာတမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး SK 35ကီလိုဂရမ်ထိလေးလံပြီးဈေးနှုန်းလည်းအလွန်ကြီးမားလွန်းသဖြင့်အယောင်အဖွဲ့တစ်ခုလုံးစိတ်ပြက်ကဒါကဘလို့မှရောင်းရမှာမဟုတ်ဘူးဟုဆိုခဲ့ကြသည်သို့တော့အီဘူကာကဂယုမဆိုင်ဖဲထိုလေးကြီးကိုကိုယ်တိုင်တည်ယူကကြောင်းများတရားရုံးများနှင့်စာကြည့်တိုင်များသို့တနေရာပြီးတနေရာလှည့်လည်တရုပ်ပြခဲ့သည်သူကလူထု၏အမြင်ကိုပြောင်းလဲစေမည့်စကားတစ်ခုကိုပြောခဲ့သည်ဒီဆက်ကခမားတို့တင်ကြားတဲ့ပုံစံလေ့လာတဲ့ပုံစံနဲ့နားထောင်တဲ့ပုံစံတွေကိုထာဝရပြောင်းလဲပြစ်လိုက်မယ်ကုမ္ပဏီတိုးတက်လာတော့လဲကဘာကြီးကိုသိမ့်ပိုက်နိုင်ရန်အတွက်အကြီးမားဆုံးအတားအဆီးကိုဖြိုဖျက်ရမည်ဖြစ်ကြောင်းအီဘူကာနှင့်မိုရီတာတို့သိခဲ့ကြသည်ထိုအတားအဆီးမှာတိုကျိုဆူရှင်ကိုကယိုဟူသောအမည်သည်ရှီလျာလုံးပြီးအတန်ထွက်ရခက်ခဲခြင်းပင်ဖြစ်သည်1958ခုနှစ်တွင်ရင်းတို့နှစ်ဦးတီပေါင်းများစွာလာပေါင်းများစွာအပိတံကိုလှမ်းလောရှာဖွေခဲ့ကြပြီးအတန်ဆောင်းဟုအတိတ်ပဲရသည့်လာတင်စကလုံးစာနစ်နှင့်တက်ကြွသောလူငယ်လေးများကိုခေါ်သည့်အမေရိကန်ဘန်းစကားစာရီတို့ကိုပေါင်းဆက်ကကဘာတဝန်းပဲ့တင်ထက်သွားမည့်စာလုံးလေးလုံးကိုရရှိခဲ့ပါတယ်။အဲ့ဒါကတော့စိုင်းဖြစ်ပါတယ်။1955ခုနှစ်တွင်မိုရီတာသည်55 transistor radio ကိုယူဆောင်ကာနယူးယောက်သို့သွားခဲ့သည်။ယင်းသည်ထိုခေတ်ကအလွန်သေးငယ်ပြီးခေတ်မီစံတစ်လွန်သဖြင့်နိုင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်မိုလဗာကမြင်ချင်းသဘောကျကအလုံးရည်တရာသူညချက်ချင်းအော်ရာမှာယူခဲ့သည်ထိုအော်ရာသည်ဆော်လီအရင်နီးအလုံးထပ်ပင်များပြားလာသည်သို့သောစီကံချက်တစ်ခုမှာဘိုလိုဗာတစိတ်ကဲ့ရမည်ဖြစ်ပြီးဆော်လီအမည်ကိုမတုံရဟု၍ဖြစ်သည်ကုမ္ပဏီဒါရိုက်တာဖွဲ့နှင့်အီဘူကာကိုယ်တိုင်ပင်ဒါကကုမ္ပဏီရှင်တန်မှုတစ်ခုတည်းသောလမ်းစမှုပတ်စံကိုလက်ခံလိုက်ပါဟုကြေးနှံပို့ခဲ့ကြတော့လဲမိုရီတာသည်ဘိုဟော်ဖာဆော်ရှိမောက်တွင်ပင်ထိုငွေပုံကြီးကိုညှင်းပယ်ခဲ့သည်1968ခုနှစ်တွင်စာနေသည့်ရုပ်ထွက်အကြည်လင်ဆုံးနှင့်အလင်းဆုံးအယောင်ဆုံး TV ဖြစ်သည့် Trinitron ကိုမိတ်ဆက်က TV လောကကိုကင်လုပ်ခဲ့သည့်ရင်းသည်နည်းပညာထုတ်ကုန်တစ်ခုဖြစ်တော်လဲ TV အစီအစဉ်များအတွက်သာပေးလေရှိသည့်ရမယောစုကိုစုခုကတမိုင်းတည်ရေးထိုးခဲ့သည့်အမြင့်ဆုံးရောက်နေတော်လဲထိုနေရာတွင်တင်မရက်တန့်ခဲ့ပါ1989ခုနှစ်တွင်အသက်ကြီးရင့်လာပြီဖြစ်သောအီဘူကာသည်ပြည်ပခီးသွားစဉ်တချင်းနားထောင်ခြင်းတော်လဲကဘာပေါ်တွင်တည်ဆောင်ရလွယ်ကူသည့်အတန်ဖွင့်ဆက်မရှိသေးသဖြင့်အင်ဂျင်နီယာအဖွဲ့ကိုတီထွင်ခိုင်းခဲ့သည့်ဈေးကွက်ရှာဖွေရေးအဖွဲ့ကအများပြည်သူရှေ့မှနှစ်ချက်ကြီးတက်ပြီးတယောက်တည်းတချင်းနားထောင်ခြင်းမဲ့ပုံမှန်လူဆိုတာမရှိနိုင်လို့စီးပွားရေးအရာအကြီးအကျယ်ရှုံးနိမ့်လိမ့်မယ်ဟုဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်သို့သောမိုရီတာသည်မိမိ၏ယာဒူးနှင့်ဂုဏ်သိက္ခာကိုအပေါင်ပြုကာစိန်ခေါ်ခဲ့သည်Walkman တပ်စုံနှစ်ကို1989ခုနှစ်ဇူလိုင်လ1ရက်နေ့တွင်စတင်ရောင်းချခဲ့ပြီးပထမလအယောင်စည်းရင်းမှာတတ်မှတ်ချက်အားလုံးကိုကျော်လွန်သွားခဲ့သည်ထိုနေ့မှစ၍စနေသည့်ကမ္ဘာတဝန်းတွင် Walkman အလုံးရေတန်400ကျော်ရောင်းချခဲ့ရသည်နင်းတို့သည်လျှက်စစ်ပစ္စည်းကိုရောင်းချခဲ့ခြင်းမဟုတ်ဘဲဂီတသည်ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်ပြီးမြည်သည့်နေရာမဆိုတည်ဆောင်သွားနိုင်သည်ဟု
ဟူသောယဉ်ကျေးမှုအသစ်ကိုဖန်တီးပေးခဲ့ခြင်းဖြစ်သည်ယနေ့ခေတ်ကျွန်ုပ်တို့စမတ်ဖုန်းတွင်နှစ်ချက်တက်လိုက်တိုင်းထိုယဉ်ကျေးမှုသည်ဆက်လက်တည်ရှိနေဆဲဖြစ်သည် Walk မကြောင့်ဝင်ငွေအများပြားရနေစဉ်အီဘူကာနှင့်မိုရီတာတို့သည်ရိုးရှင်းတော်လဲစနေဦးတီချက်ကိုထာဝရပြောင်းလဲစေမည့်မိကုံတစ်ခုကိုတွေးမိခဲ့ကြသည်လူတွေကတချင်းသားထောင်ဖို့ Walkman ဝယ်ကြတယ်ဒါဆိုရင်အဲ့ဒီတိတ်ခွေတွေစီကနေဘသူကပတ်စံရနေတာလဲအဖြေမှာစာနေမဟုတ်ခဲ့ပါ1982ခုနှစ်တွင်စာနေသည် Philips နှင့်ပူးပေါင်းက Compact Disc ကိုတီထွင်ပြီး Analog ခေတ်မှ Digital ခေတ်သို့ကဘာကြီးကိုပြောင်းလဲစေခဲ့သည်1988ခုနှစ်တွင်စာနေသည် Michael Jackson ကဲ့သို့ကဘာကျော်အမှုပညာရှင်များရှိသည့် Capitol Records ဒေသတွင်းကုမ္ပဏီကြီးကိုဒေါ်လာ2ဘီလီယံဖြင့်ဝယ်ယူခဲ့သည် American Media များကဂျပန်တွေဟာအမေရိကရဲ့ဝိညာဉ်ကိုဝယ်ယူနေပြီးဟုဒေါသတကြီးကောင်းကြီးပိုင်းသတင်းများရေးသားခဲ့ကြတော့လဲမိုရီတာကဂယုမဆိုင်ခဲ့ပါသူသည်စားနေအနေဖြင့်စက်ပစ္စည်းများကိုလည်းထုတ်လုပ်ပြီးထိုဆက်ထဲတွင်ဖွင့်မိတချင်းမှုပိုင်ခွင့်များကိုလည်းပိုင်ဆိုင်ထားမိဂေဟစနစ် Ecosystem ကိုမြင်ခဲ့သည့်နောက်တစ်နှစ်တွင်ပြင်းတို့သည် Hollywood ရုပ်ရှင်စတူဒီယိုဖြစ်သည့် Columbia Pictures ကိုဒေါ်လာ3.4ဘီလီယံဖြင့်ထပ်မံဝယ်ယူခဲ့သည်အမှတ်မထင်ဆုံးနှင့်ဒဏ္ဍာရီဖြစ်ဆုံးသဘောတူညီချက်တစ်ခုမှာ1996ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်ထိုစဉ်က Marvel ကုမ္ပဏီသည်ဒေဝါလီခံရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသဖြင့်အရေးပေါ်ငွေသားလိုအပ်နေခဲ့သည့်စာနေသည့် Spider-Man ရုပ်ရှင်ရိုက်ကူးခွင့်မူပိုင်ခွင့်ကိုဒေါ်လာ9တန်းနဲ့ဖြင့်ဝယ်ယူခဲ့သည့်ထိုခေတ်ကစူပါဟီးရိုးရုပ်ရှင်များသည်ရုံဝင်ငွေစည်ရင်းတွင်အောင်မြင်မှုမပြသနိုင်သေးသဖြင့်ညီသူများစိတ်မဝင်စားခဲ့ကြပါသို့သောရလဒ်မှာ2002ခုနှစ်တွင်ပြသခဲ့သည့်ပထမဆုံး Spider-Man ရုပ်ရှင်သည်ကမ္ဘာတဝန်းတွင်ဒေါ်လာတန်း800ကျော်ရရှိခဲ့ပြီးယနေ့အထိ Spider-Man ကြောင့်စာနေသည့်ဒေါ်လာ9တန်းယင်းနှိမ့်မြုပ်နှံမှုမှာဒေါ်လာကို3တန်း9ဘီလီယံကျော်ဝင်ငွေရှာဖွေနိုင်ခဲ့ပြီဖြစ်သည် PlayStation သစ္စာဖောက်ခံရမှုမှာကမ္ဘာအဆင့်ဂိမ်းလောကသို့ဆက်နေသည့်အကြောင်းအရာ content ပိုင်းကိုနားလည်လာသောအခါရင်းတို့ကိုယ်ပိုင် platform တစ်ခုလိုအပ်လာသည်ထိုအခွင့်အရေးသည်မထင်မှတ်ထားသောပုံစံဖြင့်ရောက်ရှိလာခဲ့သည်1989ခုနှစ်တွင်ဂိမ်းလောက၏ဘရင် Nintendo သည် Super Nintendo ဆက်အတွက် drum ဖတ်နိုင်မည့်ဆက်ပစ္စည်းကိုပူးပေါင်းတီထွင်ရန် Sony ထံသို့ဖိတ်ခေါ်ခဲ့သည်ကန်ကူတာရာဂီကန်ကီရိုဂျီဦးဆောင်သည့် Sony အင်ဂျင်နီယာအဖွဲ့သည်နှစ်ပေါင်းများစွာအချိန်နှင့်အုံနောက်ကိုရင်းနှီးမြှုပ်နှံခဲ့ကြသည်1990ခုနှစ်ဇွန်လချီကာဂိုမြို့တွင်ပြုလုပ်သည့် Consumer Electronics Show CES စာနေသည့်စင်မြင့်ထက်တွင် PlayStation ဟုခေါ်သောဂိမ်းဆက်အသစ်လာတော့မည်ဖြစ်ကြောင်းဂုဏ်ယူစွာကြေညာခဲ့သည်သို့သောနောက်တစ်နေ့မနက်တွင် Nintendo သည်ထိုစင်မြင့်ထက်မှာပင်ကမ္ဘာမီဒီယာများရှိ၌စာနေနှင့်ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုဖျက်သိမ်းပြီး Philips နှင့်ပြောင်းလဲပူးပေါင်းမည်ဖြစ်ကြောင်းကြိုတင်အကြောင်းကြားခြင်းလုံးဝမရှိဘဲကြေညာခဲ့သည်စနေသည်တကမ္ဘာလုံး၏ရှေ့မောက်တွင်နောက်ကျောကိုဓာတ်နှင့်ထိုးကာစင်ပေါ်မှတွန်းချခြင်းခံခဲ့ရသည့်ဂျပန်ယဉ်ကျေးမှုအရာသည်စီးပွားရေးအမှားယွင်းတစ်ခုတည်းမဟုတ်ဘဲအဆက်ခွဲခံရခြင်းနှင့်ဂုဏ်သိက္ခာကိုအပြင်းထန်ဆုံးဆုတ်ဖြတ်ခံရခြင်းဖြစ်သည်သို့သော1994ခုနှစ်ဒီဇင်ဘာလတွင်စနေသည်အင်းတို့ကိုယ်ပိုင် PlayStation ကိုမိတ်ဆက်ကလက်တုံ့ပြန်ခဲ့သည်အင်းတို့သည် Nintendo မလုပ်ခဲ့သည့်အရာကိုလှုပ်ဆောင်ခဲ့သည်ထိုအရာမှာကမ္ဘာတဝန်းရှိ game ဖန်တီးသူများ developers ကိုလွတ်လပ်စွာဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်လွယ်ကူပြီးပွင့်လင်းလို့သဖြင့် game ဖန်တီးသူများစွာ e-platform ထံစီးဝင်လာခဲ့ကြသည်2000ပြည့်နှစ်တွင် PlayStation နှစ်ထွက်ရှိလာသောအခါကမ္ဘာပေါ်တွင်အလုံးရေ155တန်းကျော်ရောင်းချရပြီးတမိုင်းတစ်လျှောက်အယောင်ရဆုံးဂိမ်းဆက်ဖြစ်လာကပြိုင်ဘက်များကိုအဝေးကြီးတွင်ထားခဲ့ပြီးအောင်ပွဲခံနိုင်ခဲ့သည်တခါတရံတင့်ကိုနာကျင်အောင်လုပ်သည့်ပြိုင်ဘက်တီပင်တင့်ကိုအကြီးကျယ်ဆုံးဖြစ်လာအောင်တွန်းပို့ပေးသူဖြစ်တတ်ပါသည်စနေသည်ဂိမ်းစစ်ပွဲတွင်နိုင်ခဲ့တော်လဲ2000ပြည့်နှစ်မှ2010ပြည့်နှစ်အတွင်း TV စီးပွားရေးတွင်ဆက်တိုက်ရှုံးပေါ်ခဲ့ပြီးမိုဘိုင်းဖုန်းဈေးကွက်တွင်လည်း Apple နှင့် Samsung တို့ကိုမမီတော့ဘဲအကျက်တဲနှင့်ရင်ဆိုင်ခဲ့ရသည်2011ခုနှစ်တွင် hacker များက PlayStation Network ကိုတိုက်ခိုက်ပြီးအသုံးပြုသူအကောင့်ပေါင်း89တန်း၏အချက်လက်များကိုခိုးယူသွားသဖြင့်ကုမ္ပဏီရှယ်ယာများထိုးဆင်းကာဒေဝါလီခံရမည့်အခြေအနေသို့ရောက်ရှိခဲ့သည်သို့သောသည်စာရီလဲကြဘူးသည့်ပထမဆုံးအကြိမ်မဟုတ်သလိုနောက်ဆုံးအကြိမ်လည်းမဟုတ်ခဲ့ပါ2012ခုနှစ်တွင်ကာဇူဝိုဟီရိုင်းကေဇူဟရဲဒီကျူဖြစ်လာခဲ့ပြီး One Sony ဟုခေါ်သောရိုးရှင်းတော်လဲနာကျင်စေမိနီးပြူဟာကိုကြေညာခဲ့သည်သူသည်အမျက်မထွက်သောစီးပွားရေးလုပ်ငန်းများကိုရက်ဆက်ဖျက်တောက်ခဲ့ပြီးကုမ္ပဏီ၏ဂုဏ်ယူစရာဖြစ်ခဲ့ဘူးသော Vail Laptop ဌာနကိုပင်ရောင်းချခဲ့သည်ထို့နောက်ကုမ္ပဏီ၏ပင်မကြောက်တိုင်3ခုဖြစ်သည့် Image Sensor ဂိမ်းလုပ်ငန်းနှင့်ဖျော်ဖြေရေးလုပ်ငန်းတို့ကိုသာအာရုံစိုက်ခဲ့သည်ယနေ့ခေတ်တွင်တင်သည် iPhone Samsung တို့မဟုတ် Google ဖုန်းများကိုကိုင်ဆောင်ကတပ်ပုံရိုက်နေပါကထိုဖုန်းများထဲတွင်ပွက်ထားသည့်ကမ္ဘာအဆင့်မြင့်ဆုံးကင်မရာစင်ဆာ Image Sensor သည်စတိထုတ်ကုန်ဖြစ်ရန်ရာဂိုင်းနှုန်းအလွန်များပါသည့်အကြောင်းမှာစနေသည်ကမ္ဘာ Image Sensor ဈေးကွက်၏40ကျော်ကိုတိမ့်ပိုက်ထားသောကြောင့်ဖြစ်သည်တင်ဖုန်းပေါ်တွင်စာနီနာမည်ကတ်မထားတော့လဲစာနေသည်တင်အသုံးပြုနေသည့်ပစ္စည်းတိုင်း၏
မျက်လုံးမှတစ်ဆင့်ကဘာကြီးကိုကြည့်ရှုနေပါသည်ယနေ့ခေတ် PlayStation လုပ်ငန်းသည်လည်းအဖွဲ့ဝင်130တန်းကျော်ရှိသောပြီးပြည့်စုံသည့်ဖျော်ဖြေရေးဂေဟစနစ်တစ်ခုဖြစ်လာခဲ့ပါပြီနှစ်ပေါင်း80နီးပါးတမိုင်းကြောင်းတစ်လျှောက်တွင်စာနေသည့်အကြိမ်ကြိမ်လဲကျခဲ့ဘူးသည်ထမင်းမကျက်သည့်ထမင်းအိုးမှစ၍ဗီဒမတ်ကဗီဒီယိုခွေစစ်ပွဲတွင်ရှုံးနိမ့်ခြင်းစင်ပေါ်တွင် Nintendo တစ္ဆာဖောက်ခြင်းကိုခံရခြင်းနှင့်အချက်လက်ပေါက်ကြားမှုကြောင့်ကုမ္ပဏီပြက်လူနီးပါးဖြစ်ခဲ့ရခြင်းများရှိခဲ့သည်သို့သောလဲကျတိုင်းလဲစာနေသည်တည်ဆုံးသွားမည်ရက်ကိုထိုင်ဆောင်မနေခဲ့ပါတွင်တို့သည်ဖုန်တလင်းမှပြန်လဲထရက်ကရခင်ကထက်ပုံမူကြီးမားသောအရာများကိုအမြဲတစေဖန်တီးခဲ့ကြသည်ဤအရာသည်စီးပွားရေးနည်းဗျူဟာတသက်မဟုတ်ပဲဤအမတ်တစိတ်ဤသွေးထဲတွင်စီးဆင်းနေသောအနာဖြစ်သည်ယင်းသည်ဤပညာဂီတသို့မဟုတ်ရုပ်ရှင်တသက်မဟုတ်ပဲရှုံးနေဝင်သည့်တတိနှင့်ပြန်လဲတိုက်ခိုက်ရန်အစွန်းကုန်ဇွဲလုံးလာရှိခြင်းပင်ဖြစ်သည်